ရှင်ရအောင်ဝမ်းနေနေတာလဲတည်တယ်ဒီလိုပဲခွဲတငယ်ချင်းရဲ့အတွေ့ပြီးတော့မချောက်ပါနဲ့မင်းရှုံးခဲ့ရအောင်နောက်မှလူတချို့ရှိတယ်မင်းကြုံလဲရင်အကုန်ကြုံလဲမယ်မိသားစုလည်းရှိပါတယ်ရှိတော့မှတန်းအချာရှိရတယ်လူဆိုတော့အတားရှိမှာပဲကိုယ်နဲ့လောက်ချူစားခြင်းနဲ့ဝမ်းနေခဲ့တဲ့ချိန်ရှိမယ်လူဆိုတော့မှလည်းရှိမှာပဲဒါတွေလည်းမင်းယူဆိုင်နေတယ်။အိုကရရဲ့တငယ်ချင်းကိုလမ်းပြလက်ပါကွယ်မင်းရချစ်ခဲ့တဲ့သူအတွက်မင်းမငုံနဲ့မင်းပေးနာရှိတဲ့သူအတွက်ရှင်တိုင်းရမယ်မင်းဝမ်းနဲ့ပြီးတော့ရောက်တယ်မနေပါနဲ့မင်းကြိုးစားပြီးတော့ပြန်စားမာငယ်ကြီးရဲ့မင်းတို့စိတ်ချမဲ့သူအတွက်မင်းမငုံနဲ့မင်းပေးနာရှိတဲ့သူအတွက်ရှင်တိုင်းရမယ်ရှိတော့မှတတ်ကြရှိပါတယ်လူဆိုတော့အတားရှိမှာပဲကိုယ်နဲ့လောက်ပြီးဆက်ရင်နဲ့ဝမ်းနေခဲ့တဲ့အချိန်ရှိမယ်ဒီလူဆိုတော့မှလည်းမကင်းနိုင်ရဲ့ဒါတွေလည်းမင်းယူမဆိုင်ပါနဲ့ရရဲ့တငယ်ချင်းကိုလမ်းပြနဲ့မကွယ်မင်းချစ်ခဲ့တဲ့သူအတွက်မင်းမငုံနဲ့မင်းပေးရရှိတဲ့သူအတွက်ရှင်တိုင်းရမယ်မင်းဝမ်းနဲ့ပြီးတော့ရောက်တယ်ငုံမနေပါနဲ့မင်းကြိုးစားပြီးတော့ပြန်စားပါငယ်ကြီးရဲ့မင်းထွက်စိတ်ချစ်မဲ့မင်းမငုံနဲ့မင်းပေးနာရှိတဲ့သူအတွက်ရှင်တဲ့ရမယ်မင်းဝမ်းနဲ့ပြီးတော့ရောက်တယ်ငုံမနေပါနဲ့မင်းကြိုးစားပြီးတော့ပြန်စားမာငယ်ကြီးရဲ့မင်းပေးနာရှိတဲ့သူအတွက်ရှင်တဲ့ရရှင်ရအောင်မဲအလေးမွားချေတာဖြစ်ပါရဲ့ရှင်ကိုမမရေးနေကြတယ်မ live အောက်ရစေးအောက်ရောက်တာနဲ့နောက်မှာ live ကိုတွားကြည့်နေ baby လေး baby လေးနဲ့ baby လေးလား baby လေးလားရှင်းလေးနဲ့တွားအောင် baby လေးဆိုတော့ပရိသတ်တွေကလေခုချိန်မှာ comment တွေဖတ်ကြည့်လိုက်တော့အခု live ကြည့်နေတဲ့ပရိသတ်တွေဟုတ်တယ်မလားရှင်ဘာလဲဆိုတော့အစပထမဆုံးတစ်ယောက်ဆိုတော့အရန်ကောင်းတာပဲအရန်ကောင်းတာပဲဒုတိယတစ်ယောက်ဆိုတော့အော်ဒါလေးကလည်းတစ်မျိုးကောင်းပြီတတိယတစ်ယောက်အဲ့လိုဆိုလာတဲ့ခါမှာဘယ်ပုတ်ကပိုကောင်းတာလဲသူတို့မသိတော့ဘူးပေါ့နော်ဒီချိန်မှာတော့အကုန်လုံးကတယောက်ကရေးထားတယ်အကုန်လုံးကိုတယောက်တစ်မျိုးစီကောင်းတယ်ဆိုပြီးနားထောင်ရင်းနဲ့ရွေးရခက်လာပြီတဲ့ဆိုတော့ဘာဖြစ်ဒါတောက်လျှောက်ကြည့်နေပြီရဲဆိုတာကိုသိတာစီရဲ့အချက်ပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့မောင်လေးရဲ့ဒီဆိုရှင်ပြမှုနဲ့ပတ်သက်ပြီးတော့ဒိုင်သူကြီးမင်းများရဲ့မှတ်ချက်များကလည်းရင်ခုန်စရာကောင်းနေမှာပါကြားပါရစေရှင်အကိုရင်ဆုံးပြောလာရည်ရချင်းဖိနာတယ်ဘာဖြစ်လဲရှော့ရင်အကုန်မဟုတ်တော့ဘူးလေရီးတဲ့သူရဲ့စာပြီး comment ပြန်ပေးမှာဟိုဘက်ကတယောက်ချင်းစီ
မလျှော့နဲ့စပင်းတစ်ချောင်းနဲ့ခြာတာဘယ်နှပတ်ရှိပါလဲ ကြာပြီ ဟိုခုနကပြောတဲ့ comment မှာရေးတဲ့သူတွေရဲ့ခံစားချက်နဲ့အကိုပြောမဲ့အကြောင်းအရာတူနေမလားမသိဘူးအဲ့ဒါဘာလဲဆိုတော့ကိုကအားပေးနေတယ်အားပေးနေဆိုတော့သူ့ရဲ့ပုံစံလေးကဘယ်လိုလေးလဲဆိုတော့နေမငယ်ပါနဲ့အဲ့ဟိုပါလေစိတ်တက်ကြပြီးတော့သိရမလားအားပေးခံကျင်တဲ့လူကပြုံးပြီးတို့ဖြစ်သွားပါနော်အဲ့တော့ baby လေးဆိုတော့ဟုတ်တော့ဟုတ်နေရပဲသူပြိတ္တနဲ့သူတော့ဟုတ်နေရပဲကိုက husky voice ကိုပိုင်လာတာအရန်အားတာဆိုအကိုကတောက်လျှောက်ပြောခဲ့ဘူးရလေနော်ညီနော်ဒီလို fine ရောက်တဲ့အချိန်မှာညီလေးဆိုတဲ့အရန်ကောင်းမွန်တဲ့စာသားတွေကိုပေါ်လွင်ဖို့အတွက်ကိုယ့်ရဲ့တကယ်ဖြစ်နေတဲ့အတန်ကိုတော့အကိုဖွင့်ရမယ်ဆိုတာထက်ပို့ပြီးတော့စကလုံးပီတာကြည်မြဖို့တချို့သောအရာတွေမှာထောက်ပြီးတော့ဆိုသင့်တယ်လို့အကိုကတော့ခံစားမိပါတယ်။ဘာဖြစ်လို့ဆိုတော့ဒါပြိုင်ပွဲဖြစ်တယ်။ final ကိုလည်းရောက်လာပြီ။ဒီသချင်းလေးနဲ့ပတ်သက်ပြီးညီလေးစီးမျောသွားတာတော့ကောင်းတယ်။ဒါပေမဲ့အကိုရင်ထဲကိုဘယ်လောက်ထိလာမလဲ။ဒီစာသားနဲ့ပတ်သက်ပြီးတော့အရှိမဆိုတဲ့သူတွေလည်းအမြဲတမ်းနားထောင်လာတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုညီလေးကရှေ့လူရင်းနဲ့တော့အကိုမဆုံးဖြတ်ချင်ဘူး။ညီလေးဆိုတဲ့အခါမှာအရင်တော့ရင်ထဲကိုလာပြီးတော့သိမထီဘူးကွာနော်ကျေးဇူးပါကျေးဇူးပါတယ်အမကတော့ကိုစင်အောင်နဲ့ debate လုပ်မယ်judge တွေစကားများတော့မင်းနဲ့တူတယ်ရပါတယ်ရတယ်ချရတယ်ဘာမှမဆို welcome ဖြစ်တယ်ဟုတ်တယ်လေကိုယ့်ရဲ့အမြင်ကိုမြင်တဲ့အတိုင်းပြောခွင့်ရှိတယ်ဒါကလည်းဒိုင်နူကြီးတယောက်ရဲ့လုတ်ပိုင်ခွင့်ပဲလीနော်အခွင့်အရေးပဲတကယ်တမ်းပြောရမယ်ဆိုရင်ဒီသချင်းလေးရဲ့ခေါင်းစဉ်လိုပဲမင်းအသက်ရှင်ရအောင်မင်းနော်ဒီပြိုင်ပွဲတစ်ခုတည်းနဲ့ပြီးဆုံးသွားမှာမဟုတ်ဘူးတဘောအလုံးကြံသေးတယ်ကိုယ့်ရဲ့ဒီအနုပညာခရီးလမ်းအရှိကြီးကြံသေးတယ်အဲ့ဒီမှာကိုယ့်ရဲ့ပြိုင်ပွဲတစ်လျှောက်မှာကို comment ပေးခဲ့တဲ့ judge တွေဆရာဆရာမတွေအကုန်လုံးရဲ့ပြောထားတာတွေအကုန်လုံးကိုပြန်ပြီးတော့မှဆင်ခြင်သုံးသပ်ပြင်ဆင်ပြီးတော့မှကိုဒီပြိုင်ပွဲပြီးသွားလို့မှကိုရဲ့ဘဝခရီးမှာရှောက်လန်းတဲ့ခါကြရင်ကိုဘလို့ပုံစံသွားမယ်လမ်းကြောင်းတစ်ခုဆွဲမယ်ပြီးသွားရင်ကိုဘလို့စိတ်တက်လဲပြင်ဆင်မယ်ကိုဘလို့ music ပုံစံရွေးချယ်မယ်ဒီလိုမျိုးလေးပေါ့နော်အဲ့ဒါတွေအကုန်လုံးလုပ်ဖို့လိုအပ်တယ်ဒါကြောင့်ပြိုင်ပွဲကြီးကဘဝရဲ့အဆုံးဖြတ်မဟုတ်ပါဘူးပြိုင်ပွဲနောက်ကြတော့မှဆက်ပြီးတော့အသက်ရှင်ရမယ်ဘဝခီးလန်းကအရှိရှိသေးတယ်ဒါကြောင့်မို့လို့ဒီ grand final မှာနောက်ဆုံးစစ်မှာပါဝင်ရှင်ပြိုင်ကြတဲ့6ယောက်စလုံးနုပညာခရီးလမ်းမှာရှင်သန်နိုင်ပါစေအသက်ရှင်နိုင်ပါစေလို့ဆုတောင်းပါတယ်ကျေးဇူးတင်ပါတယ်ရေကပြောတာဆရာပြောချင်တဲ့ဒီ topic လေးနဲ့လည်းတော်တော်လေးသက်ဆိုင်ပါတယ်ဘာလို့လဲဆိုတော့ပြိုင်ပွဲဆိုတာကအားလုံးကသားတို့ကို fan အတီးတီးနဲ့ကိုယ့်ရဲ့ပြိတ္တကိုတကမ္ဘာလုံးမှာကြီးတဲ့လူတွေတနိုင်ငံလုံးမှာကြီးတဲ့လူတွေကနေပြီးတော့ကိုယ်မှတ်မိသွားပြီတကယ်တော့ဒီပြိုင်ပွဲဆိုတာကကိုယ့်ကိုဒီဂုံးတက်ကြီးကိုတွန်းတင်လိုက်တာပေါ့နော်ဒီကနေပြီးတော့မှသားတို့ဒီပြိုင်ပွဲပြီးတဲ့ချိန်မှာရှေ့ကိုတာဝေးကိုဘယ်လောက်သွားနိုင်မလဲဆိုတာကကိုယ့်ရဲ့အုံနောက်အသိဉာဏ်နဲ့ခုနပြောလို့ကားမောင်းနေဆိုလို့ရှိရင်ဂုံးစင်းကိုစကင်ဂီယာနဲ့သွားမလားတခါဒီအချိန်နဲ့ကြည့်ပြီးတော့မှကိုယ်တာဝေးပြီးကိုဘယ်လိုဂီယာနဲ့ကိုဘယ်လိုမျိုး plan ချပြီးသွားမယ်ဆိုတာကအရင်အရေးကြီးပါတယ်เนาะဆိုတော့ဒီသားတယောက်တည်းမဟုတ်ဘူးဒီပြိုင်ပွဲဝင်အားလုံးနောက်ပြီးတော့ဒီအရင်ကထွက်သွားတဲ့ contestant တွေရောဒီပြိုင်ပွဲမှာခုနပြောလို့ကိုမျက်နာကိုတနိုင်ငံလုံးတစ်ကမ္ဘာလုံးကပြည်သက်တွေအကုန်လုံးကိုအားပေးကြတဲ့ fan တွေကရင်းနှီးသွားပြီးဆိုတော့ဟာကိုကောင်းကောင်းအသုံးချရမယ်အဲ့တော့ကိုဆက်သွားမယ်အနုပညာခရီးလမ်းမှာဘယ်လိုမျိုးအုံနောက်သုံးပြီးတော့ဘယ်လိုတာဝေးပြေးမလဲဆိုတာကတော့ဒီပြိုင်ပွဲကတော့တွန်းတင်လိုက်ပြီးရှေ့ဆက်မှန်ဟာကသားတို့ရဲ့တာဝန်တွေပဲဖြစ်တယ်เนาะအဲ့တော့ကိုအုံနောက်ရှိသလိုဉာဏ်ရှိသလိုကိုရဲ့လူမှုရေးခုနပြောအဲ့ဒါမျိုးတွေအကုန်လုံးကိုသားတို့ကအသုံးချမှာလက်တွေအသုံးချမှာဖြစ်ပါတယ်เนาะအဲ့ဒါဆရာကတော့ဒီနေ့ဒီစကားလေးနဲ့အားလုံးစကားလက်ဆောင်ပြောလိုက်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ကျေးဇူးပါတယ်ကျေးဇူးများကြီးတင်ပါတယ်ရှင်
ရပါတယ်အဲ့တော့မောင်လေးရောဒိုင်သူချင်းမင်းတွေကိုပဲဖြစ်ဖြစ်ပရိသတ်တွေကိုပဲဖြစ်ဖြစ်တခုခုများပြောစရာရှိပါသေးလားရှင်ရှိပါတယ်ဒီနေ့ကျွန်တော်လာရောက်အားပေးကြတဲ့ YCC ကျောင်းကကျောင်းသူကျောင်းသားလို့လည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ရှိဆိုနောက်ပြီးတော့ live ပေါ်ကနေကြည့်နေတဲ့ Willen fan တွေအကုန်လုံးလည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်အခုဒီအားပေးနေတဲ့အတွက်ကြောင့်အများကြီးကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ကဲပါကျေးဇူးတင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ရှင်